တို့ကောက်ချင်းခံရသောမြူအုပ်ကြောအပိုင်းတစ်မိမဆန်ပြီးပန်းကလေးလိုလာရင်မျက်ကြည့်လားဒါမှမဟုတ်ယောက်ျားဆန်နဲ့မျက်ကြည့်လားအဖေရရောကျွန်တော်မသိဘူးမိမိတီကျွန်တော်အားမိမတယောက်ကဲ့သို့သောဝတ်စားများကိုဝတ်စားဆင်ရင်စီ၏မိမတယောက်ကဲ့သို့သောနာမည်လလအားပြီးစီ၏ကျွန်တော်အားငယ်ကလေးကအခြားကလေးတွေနဲ့ပင်အတူပေးစောခြင်းအလင်းမရှိခဲ့ပါစေကျွန်တော်ဘဝတည်လဲမိမိလက်အောက်တွင်မူဤသို့ဖြစ်ရကြ၏အရှိကွင်အခြားကလေးများစောနေသည်ကိုခြံဝန်းတစ်ခုတွေကတနခါပကွက်ကြားကလေးလင်းကကောင်းဝင်လလလေးနဲ့ကောင်းမလေးကအတန်ကြာအောင်ငေးဆိုင်ရည်နေနှစ်ထပ်အိမ်အကောင်စားကိုမှကျွန်းတင်များဖြင့်တိဆောက်ထားပြီးအိမ်နံကြီးအဝါတုတ်လိန်ထားခြင်းခံရသည့်အိမ်ကိုနောက်ခံထားကကြီးမြတ်သောခြံဝန်းကျယ်ထဲမှနေ၍မျက်ကြည်မခိုးတီကိုကလေးနောက်တစ်ချိန်ထမှန်ကြည့်နေမိပါမှသည်မျက်ကြည်ထို့နောက်ကောင်မလေးအမိရဲ့ခေါ်တန်းကြောင့်လေပြင်းထက်ဆောင်းကြောင်ကလေးထိုင်နေသည့်ကောင်မလေးမှာဖုန်သေးတွေဖြင့်ကစားနေမှခေါ်ရအပြေးသာသွားတော့သည်ဟုတ်ကဲ့မေမေညစ်ပတ်ပေတီနေတော့သူမ၏သမီးဖြစ်သူကိုကြည်ရင်မင်္ဂလိဆိုတာရင်ကြီးသိမ်မွေးနေရမယ်လေမျက်ကြည်အဲ့လိုမျိုးညစ်ပတ်နေဖုန်နေတဲ့ရင်နဲ့စက်ကစားနေမေမေမျက်ကြည်ကိုရိုက်တော့မယ်ခွဲကျွန်းစီဘောတွင်ထိုင်နေတဲ့မမေကမူဆန်းစားကောင်းလုံးတီကြောင်လာမသိတပတ်ရှုစရုံးမှာအလုံးမင်းကြီးမှထုပိနေလေသည်တမ်းပြည့်နေသောမြမဝတ်ဆောင်ရင်စီတွင်ပထမိန်မှာအလုံးမင်းလှပကြော်ရှင်သောမိမိခန္ဓာကိုယ်နှင့်အန်ကိုင်းချစ်ချဲရဲ့ပင်မိမိသည်အလွန်တရာလှပါလျက်နှင့်မျက်နှာကိုအမြဲတမ်းမှထားလေသည်ထို့အပြင်မျက်ကြည်ကိုစိတ်အလိုမကျသည့်အခါများတွင်မူစူပူအောင်ငေါက်တတ်သည်စူပူနေသောမိမိသည်မျက်ကြည်ကိုချစ်သလားဟုမျက်ကြည်မိကွန်းထုတ်ချင်မှတော့လေမျက်ကြည်မှာမူဇာတိအရာဩဇာညောင်းလုံးသည့်မိမိအားမိတိနီနဲ့မှမချင်းကြရဲ့ပြီယောက်ျားတို့တဘာဝအရာမျက်ကြည်အခြားကလေးတွေလိုဖုံးလိမ့်လိမ့်နဲ့ပြေးလွှားဆော့ကစားချင်မှတည်တော်လဲမျက်ကြည်ကိုမိမတယောက်အဖြစ်သာမိမိဟာပုံသွင်းထားခဲ့ပြီးသားဖြစ်ခဲ့သည်မျက်ကြည်အသက်မှာမူ10နှစ်ရှိပြီဖြစ်တော်ညာအကောင်မြင့်သည်ဒါကိုမိမိကသဘောကျတဲ့အောင်ရှိသည်မျက်ကြည်ရှိသမျှအင်အားကိုအယိုးထဲမှဆွဲထုတ်ကမိမိမျက်ကြည်ကိုချစ်ပါသလားဟုမိကွန်းထုတ်ရင်ကြင်ဝင်လိုက်သည်မေမေတားလေတိုးတော်လည်းစကားမဆုံးခင်ပင်ကလေးငယ်ဤအခေါ်အော်မာယုံမှုကြောင့်သူမဤကြောင့်မဲ့ပွဲကောင်းလာသောမျက်စောင်းဟာဒိုင်းခနဲ့ကလေးငယ်ပေါ်သက်စင်တော်ဤပါပြင်တစ်ဖက်သို့ကြားရောက်လာသောသူမ၏လက်တစ်ဖက်ကအခုမှနူးနူးဖက်ဖက်ကလေးငယ်ဤအသားဆိုင်မောသို့ခပ်ပြင်းပြင်းကြားရောက်လေသောအခါပစောင်အတွင်းမှသွေးများပင်ထွက်ချေရဲ့ကလေးငယ်မှာကြောက်လန့်တကြားကျမ်းမြမောသို့ကိုတွားထားတာများတကယ်ကိုတနာစရာပဲအမှတ်မရှိရသလားဘလို့ပြောမှနားဝင်ပါလဲမျက်ကြည်နေရမင်္ဂလိမဟုတ်ဘူးမိန်းမဟဲ့မိန်းမအစင်တန်းနေချင်ရပြီးမရောက်လာခဲ့ရပဲရှိရအမှန်အမျက်ကြီးနင်းဘွာတမတ်ခံရပြီးဒါမိန်းမတယောက်ပဲငါပြောတာနေနားရောနားလေလားနားလေပါပြီမျက်ကြည်နားလေပါပြီမေရဲ့မိမိဒီပြောချင်ရပြောပြီးဒီနောက်မျက်နှာထားတင်းတင်းမမအနေထားနှင့်ပင်ဝတ်တွားထားသောမျက်ကြည်ရဲ့ပြီးမှပြတ်လျှောက်သောအခါမှမျက်ကြည်တပြင်းရဲ့ချရင်နှခမ်းမှစီကြလာသောတွေးတို့ကိုလက်တတိလေးများဖြင့်ဖိတုပ်ပြလိုက်သည်မျက်ကြည်မှာပါပြည့်ရှိလို့မျက်ကြည်ရရလဲမေရဲ့စနေသားကလေးငယ်ရဲ့စိတ်ထဲတွင်တော့ထိုနေ့ကစားလို့မတောက်တစ်ခေါက်ဉာဏ်ပညာကလေးနှင့်မိမိဒီသူ့အားတကယ်မချစ်ပါဟုမချက်ပြီးမိလေရောသည်နောက်နေ့တွေကစားလို့ချမ်းရှိတွင်စော်ကစားနေကြသည့်ကလေးတွေကိုမျက်ကြည်ထွက်မကြည့်ပြတော့ချေမျက်ကြည်စိတ်နာသည်မျက်ကြည်ဘဝမှာမျက်ကြည်မပိုင်ဆိုင်တာရီကြည်တာလျင်ပြည့်နေနေတော့သည်သူ့ပင်မလဲမျက်ကြည်မှာမူသူ့အခန်းပရင်းပေါက်ကလေးစီမှကစားနေသောကလေးတွေကိုနာနာကြည်ကြည်နှင့်ပင်လိုက်ပြီးကြည့်မိပါသေးသည်မောင်လိုက်တာများနော်မျက်ကြည်အသက်ဒီနေ့မှ19ပြည့်ပါပြီမျက်ကြည်မှာအများသူငါအားကြရသည့်သပင်ထူထူဖြောင်းဖြောင်းစင်စင်တွေရှိသည်ဒါဟာမမေရဲ့အမွေတစ်ခုပင်မျက်ကြည်မှာလပဆူပြည့်သည့်ရွှေရောင်အစင်းရှိအသားရည်လိုလည်းရှိပြန်သည်ဖြူသည်မဟုတ်ဝါညက်သောအသားဆိုင်တို့ကရွှေအိုရောင်ပတ်တန်းလာသည်ထို့အပြင်မျက်ကြည်မှာအမျိုးဖျောင်မြဝန်းတစ်စုံလည်းရှိပြန်၏ယောက်ျားတစ်ယောက်ပင်မိန်းမနီတူအပြိုင်လှပပါသောမျက်ကြည်သည်လူအများအမြင်တွင်ဘဝပေးကောင်း၍ရောက်လာခဲ့သောမိန်းမလေးတစ်ယောက်ဟုသာဝိုင်း၍သမုတ်ကြသည်အလွန်လှပသည့်ပန်ကလေးဟုပင်တင်စားခေါ်တကြသေးသည်အမှန်တွင်မျက်ကြည်ကမိန်းမတစ်ယောက်မဟုတ်တာသူတို့မှမသိပါပဲနဲ့လေမျက်ကြည်ဝေဖန်ရေးသမားတွေကိုမုန်း၏
အိရှိတွင်ထိုးရလာသောခက်ကုန်းကုန်းကြက်ကကလေးကြောင့်မျက်ကြည်တွေလက်စအတွေးစားတို့မှဖျောက်ဖျက်ပြစ်လိုက်ရင်ထိုင်ရမှထားလိုက်သည်မျက်ကြည်ဝတ်ထားသောအပြာပုတ်ရောင်မြမရင်ပုံခရိုနှင့်ဗလာကြီးသားစစ်ထမိန်အားခောက်တွန်းမနေစေရန်တည်တည်သက်ဖြစ်အောင်လက်ဖြင့်ဖြန့်ပြူပေးလိုက်လေသည်ထို့နောက်မိမိသည်အိမ်ပေါ်ဓမ္မကြွကြွရရဆင်းလာရင်မျက်ကြည်ကိုအမာရန်ချလီတော့သည် မျက်ကြည့်မင်းကလေးဆိုတာအမြဲပြုံးနေရမယ်စကုပ်ပုံမြင်နေထားနေဆိုဘသူကြိုက်လိမ့်မတော့ကိုမြသိန်းကိုလည်းတူတူနဲ့တန်းဆက်ဆက်မှာမိမိပြောတာဒီနားလေလားမျက်ကြည့် လက်ချီအာယုန်နေနောက်နေတိကြမှာမိမိစကားအားသဘောထားသေးစွာကောင်းတစ်ချက်မြင်ပြမိသေးသည်မိမိကမျက်ကြည်နှင့်ကိုမြသိန်းအားလက်သဘောတူလာတကူမျက်ကြည်မယောက်ျားတွေကိုသဘောမကျပဲနဲ့လေမိန်းကလေးတွေကိုသဘောကျသည်လားဆိုတော့လေမဟုတ်ပြန်ကိုမြသိန်းသာမျက်ကြည်ကိုယောက်ျားတစ်ယောက်အဖြစ်တည်သွားခဲ့ရင်ဆိုသည့်အတွေ့နဲ့ပင်မျက်ကြည်စိတ်ရှုပ်လာလိမ့်ပြီထို့အကြောင်းကိုတော့မိမိအားပြန်၍မချီပါခဲ့ပါမျက်ကြည်မိမိကိုကြောက်သည် တော်တော်နေကောင်းရလားခင်ဗျ ကိုမြသိန်းကလက်အုပ်ကလေးချီလို့ကာဝရပြုတ်လျင်စောနာကမချီတင်ငယ်မိမိမျက်နှာကပုတ်တင်ညိုတကောင်လို့အယောင်ပြောင်းလာသည် အချီရောအတင်းဖြစ်ရလား ကိုမြသိန်းကအိမ်ထဲဝင်လာခဲ့လျင်ပဲမိမိစကားတို့အားရက်တံပြလိုက်သည်ပြီးရင်တော့ပြုံပြုံကလေးနဲ့ဆိုသည် မင်းနမကိုတေချာလေးကျူးဆိုင်ပါခွေမြသိရင်မင်းနမတိတ်နှုံလား မိမိဒီချီကျူးတီလာကဲရဲတီလာမသိသောစကားတို့အားသူတစ်ပါးအရှိန်မှနေပြောရမည်ဆိုရင်တိတ်ကိုဝါနာပါရှာသည်မျက်ကြည်တို့ကလည်းဖုတ်လျက်ငပိရှေ့ရလို့တောင်မတက်မှတ်ထားသည့်လူသားမျိုးပြန်မပြောနားမထောင်ပါလိကိုမြသိန်းဆိုတာကလည်းမိမိနဲ့အတူအလုပ်သဘောအရာဆက်ဆံပေါင်းတင်သည့်မန်လေးငန်းကြီးမှာအဖို့တန်တားရနာလေးဖြစ်သည့်ကြောင့်မိမိဟာမျက်နှာလိုက်ခါတို့တို့လည်းအရေးပေးတတ်သေးသည် မျက်ချီကမနှုံပါဘူးအန်ဒီခါရဲ့မျက်ချီကကြောင်းမှာဆိုတိတ်လေတာသူ့ကိုလာပိုးတဲ့ယောက်ျားတွေဆိုပြန်ချီပပြီးတယောက်ထင်းနေတာမျက်ချီအနေအေးရုံနဲ့ရှိတာပါဗျာ မြသိန်းကခက်အေးဖြင့်စကားအားအရွှန်းဖောက်ခါဆိုတော့မိမိကမြင်ချင်းရဲ့ချင်းနဲ့တားရည်သည်ပြီးတော့မျက်ကြည်ကိုမျက်ဆောင်ခဲကတစ်ချက်ငယ်ကြည့်ပြီးလျင်ချက်ချင်းပဲကိုမြသိန်းပဲမျက်နှာပြန်လဲသွား၏ကဲသွားကြတော့လေတော်တော်ကြာအပြန်နောက်ကြမှဖြင့်ကွယ် ဟုတ်ကဲ့အန်ဒီခါကျွန်တော်မျက်ချီကိုနေမွန်ကပြန်ပို့ပေးပါမယ်ခင်ဗျ ထိုစကားဝိုင်းထဲတွင်တော့မျက်ကြည်ဝင်ပါဖြစ်ခဲ့ပါမျက်ကြည်မှာခက်ဆွေးဆွေးအကြည့်ရိုးနဲ့သာတနေရာကိုအကြည့်ပို့ထားလိုက်၏